မင်္ဂလာပါကိုယ့်ရဲ့စိတ်မှာတနေ့တာတည်ငြိမ်နေဖို့စိတ်ကလေးအေးချမ်းနေဖို့စိတ်တွေကြည်လင်နေဖို့ဆိုလို့ရှိရင်အချက်လေး၃ချက်လှုပ်ဆောင်ဖို့အတွက်လိုအပ်ပါတယ်ကိုယ့်ရဲ့စိတ်ကလေးမှာတည်ငြိမ်နေမှကိုယ့်ရဲ့စိတ်ကလေးအေးချမ်းနေမှကိုယ့်ရဲ့စိတ်ကလေးကပျော်ရွှင်နေမှစိတ်ဆုံးဖြတ်ချက်တွေမှန်မှန်ကန်ကန်ချနိုင်မယ်ပြီးတော့ကိုယ်လုပ်တဲ့အလုပ်တွေမှာစိတ်ဆွမ်းအားရှိစွာနဲ့အလုပ်တွေကိုလုပ်နိုင်မှာဖြစ်ပါတယ်လူတိုင်းတော်တော်များများကအခုအချိန်မှာစိတ်တွေမှာစိတ်ပြည်စည်းမှုတွေများပြီးတော့စိတ်တွေပူလောင်နေရတယ်စိတ်တွေညစ်နေရတယ်ပူပင်သောကတွေနဲ့နေကြရတယ်။ဘာကြောင့်လဲနေ့စဉ်နဲ့အမျှလူမှုရေးမှာအခက်အခဲတွေရှိတယ်စီးပွားရေးအခက်အခဲတွေရှိတယ်အလုံးနဲ့ပတ်သက်ပြီးတော့လည်းအခက်အခဲရှိတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲပြဿနာတွေရှိနေတယ်။တော့ပေါင်းသင်းဆက်ဆံရေးတွေမှာအလုပ်တွေမှာအဆင်မပြေဘူးဆိုရင်ကိုယ့်ရဲ့စိတ်မှာလည်းအဆင်ပြေမှာမဟုတ်ပါဘူး stress တွေပို့ပြီးတော့ဖိလာလိမ့်မယ်။အဲ့ဒီလိုမျိုးစိတ်ဖိစီးမှုတွေများလာပြီဆိုရင်လုပ်ရတဲ့အလုပ်တွေမှာအဆင်မပြေတာတို့ပေါင်းသင်းဆက်ဆံရေးမှာအဆင်မပြေတာတို့ဖြစ်လာတတ်ပါတယ်။ဒါကြောင့်မို့လို့အထီး stress တွေကိုနည်းအောင်လို့ဒီ၃ချက်လေးကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ်။ပထမဆုံးတစ်ချက်အနေနဲ့နေ့စဉ်9မိနစ်သို့မဟုတ်10မိနစ်လောက် meditation ပြုလုပ်ပါ meditation ဆိုတဲ့နေရာမှာအချို့အများသောသူတွေကတရားထိုင်တာလို့ထင်ကြတယ်တရားထိုင်တဲ့အခါမှာကြတော့ဒီသမထကိုထိုင်ရမှာလားဝိပဿနာကိုထိုင်ရမှာလားလို့အချင်းများစရာရှိတယ်သို့ပေမဲ့စမျိုးတို့ကစိတ်လေးကျင်ငံလောက်တာကိုယ့်ရဲ့စိတ်ကလေးကိုတည်ငြိမ်နေအောင်အေးချမ်းနေအောင်စိတ်အာရုံလေးကိုခဏငြိမ်ပြီးတဲ့အချိန်မှာတတိလေးကတ်နေတာအဲ့တော့ကို9မိနစ်လုံးနိုင်သို့မဟုတ်10မိနစ်လုံးနိုင် meditation လေးပြုလုပ်ပေးပါ meditation ပြုလုပ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးတွေကတဖြည်းဖြည်းနဲ့တည်ငြိမ်လာလိမ့်မယ်စိတ်ကလေးတွေအေးချမ်းလာလိမ့်မယ်ပျော်ရွှင်လာလိမ့်မယ်ဆုံးဖြတ်ချက်တွေကိုမှန်မှန်ကန်ကန်ချနိုင်လာလိမ့်မယ်ကိုယုံကြည်မှုတွေတိုးလာတာနဲ့အမျှကိုယ့်ရဲ့အလုပ်တွေမှာပို့ပြီးတော့ကောင်းမွန်စွာလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်အဲ့တော့နံပါတ်2အချက်အနေနဲ့ကျေးဇူးတရားပွားများပါတဲ့အများစုကကျေးဇူးတရားရဲ့အကြောင်းကိုလေးလာသိရှိပြီးတဲ့သူတွေလည်းရှိလိမ့်မယ်မသိသေးတဲ့သူတွေလည်းရှိလိမ့်မယ်ဒီမျိုးတို့နေ့စဉ်နဲ့အများကျေးဇူးတင်နေပေမဲ့ကျေးဇူးတရားရဲ့ဒီအကြောင်းအရာကိုတဲ့ဝင်မသိသေးတဲ့သူတွေရှိလိမ့်အောင်မယ်အဲ့တော့ဒီမျိုးတို့ဘာကြောင့်နေ့စဉ်စိတ်တွေပင်ပန်းနေရတာလဲစိတ်တွေပူလောင်နေရတာလဲဆိုရင်သူများနဲ့တွားပြီးတော့နှိုင်းရှင်မိနေတဲ့အတွက်ကြောင့်မလို့စိတ်ပူပင်နေရတာပြီးတော့ကိုယ်မှာရှိတဲ့အရာတွေကိုပြန်ပြီးတော့မကြည့်မိတဲ့အတွက်ကိုယ်မှာဘာမှမရှိဘူးလို့ထင်တဲ့အတွက်ကြောင့်မလို့စိတ်တွေပင်ပန်းနေရတာ stress တွေဖြစ်နေရတာသူများကိုတွားပြီးတော့ကြည့်တယ်ကြည့်တဲ့အချိန်မှာသူကတော့အဆင်ပြေလိုက်တာသူကတော့သုံးနိုင်လိုက်တာသူကတော့ချမ်းသာလိုက်တာသူ့ဘဝကိုကြည့်လိုက်လို့ရှိရင်အရာအလုံးကအဆင်ပြေနေတာပဲဆိုပြီးတော့သူများကိုသွားပြီးတော့ကြည့်တယ်သူများနဲ့သွားပြီးတော့နှိုင်းရှင်တယ်ငါမှတော့အဆင်မပြေဘူးငါမှသူ့လောက်မသုံးနိုင်ဘူးငါကသူ့လောက်မလှဘူးငါရဲ့ဘဝကသူ့လောက်မပြည့်စုံဘူးစသဖြင့်ကိုတိမ်ငယ်စိတ်တွေသွင်းတဲ့အခါမှာစိတ်ဖြစ်စီမှုတွေရလာမယ်စိတ်တွေပို့ပြီးတော့ပင်ပန်းလာရမှာဖြစ်ပါတယ်ဒါကြောင့်ကိုယ်မှာရှိတဲ့အရာလေးတွေကိုရေတွက်ပြီးတော့ဒါကျေးဇူးတင်ကြည့်ပါသူများနဲ့သွားပြီးတော့နှိုင်းရှင်မှုတွေမလုပ်ပါနဲ့အဲ့တော့ကိုယ်မှာအခုနေဖို့ရှိတယ်စားဖို့ရှိတယ်ကိုယ်မှာအဆင်ပြေပြေအလုပ်ကလေးရှိနေတယ်အလုပ်ကလေးမရှိရင်တော့ကျန်းမာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတယ်ကျန်းမာတဲ့ခန္ဓာကိုယ်ကိုမပိုင်ဆိုင်ထားရလို့ယောဂတစ်ခုခုဖြစ်နေတယ်ဆိုရင်တော့ဆေးရုံပေါ်ရောက်မနေတဲ့အတွက်ကျေးဇူးတင်သေးတယ်ဆေးရုံပေါ်ရောက်နေလို့ဆေးကူးတဲ့အချိန်မှာလည်းဆိုးဆိုးရွားရွားကြီးမဖြစ်နေလို့ကျေးဇူးတင်ရအောင်မယ်အဲ့ဒီလိုမျိုးဆိုးဆိုးရွားရွားကြီးဖြစ်နေပြီဆိုရင်တော့ငါရဲ့အသက်မဆုံးရှုံးသေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ဇမျိုးတို့ကကျေးဇူးတင်စိတ်လေးနဲ့သာနေမယ်ကိုယ်မှာရှိတဲ့အရာတွေကိုပြန်ပြီးတော့ကျေးဇူးတင်လိုက်မယ်ဆိုရင်ကိုကပို့ပြီးတော့စိတ်တွေတည်ငြိမ်လာလိမ့်မယ်အေးချမ်းလာလိမ့်မယ်ပျော်ရွှင်လာလိမ့်မယ်ကိုကပြည့်စုံမှုရှိနေတယ်ပြည့်စုံနေတယ်ကြွယ်ဝနေတယ်ဆိုတာကိုပြန်ပြီးတော့မြင်တွေ့လာရမှာဖြစ်ပါတယ်အဲ့တော့နံပါတ်3အချက်အနေနဲ့ကတော့သဘာဝနဲ့ထိတွေ့ပါတဲ့အများစုတနေ့မှာကိုယ့်ရဲ့စိတ်မှာပူပင်နေတယ်စိတ်တွေလေးလံနေတယ်စိတ်သောကတွေများနေတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဘေးမှာရှိနေတဲ့လောကကြီးကနေပေးထားတဲ့သဘာဝအလားတရားကြီးကိုမခံစားနိုင်တဲ့သူတွေတောင်မှပဲရှိတယ်အဲ့တော့အများစုဆိုလို့ရှိရင်ဒီ relax အနေနဲ့တောတောင်သဘာဝရေမြေရှိတဲ့နေရာတွေကိုခရီးထွက်ကြတယ်ပြီးတော့ဒီပင်လယ်ကမ်းခြေတွေကိုခရီးသွားကြတယ်အဲ့ဒီလိုခရီးသွားခြင်းနဲ့သွားနေတဲ့အချိန်မှာတော့သဘာဝကပေးထားတဲ့အရာဒီ
တဘာဝကပေးထားတဲ့အရာတွေရရှိနေတာတော့မှပဲကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့ပူပင်သောကတွေကြောင့်တော့ကောင်းကောင်းမခံစားတတ်တာရှိလိမ့်မယ်အဲ့တော့ဇမျိုးတို့တွေမေ့နေတဲ့တဘာဝကိုခဏလောက်နော်ဇမျိုးတို့ရဲ့စိတ်ကလေးကိုငြိမ်းချမ်းချမ်းနေမယ်နေပြီးတဲ့အချိန်မှာအဲ့ဒီတဘာဝနဲ့သွားပြီးတော့ထိတွေ့မယ်အဲ့ဒီလိုထိတွေ့ပြီးတော့တဘာဝကပေးတဲ့စွမ်းအင်တွေကိုခံစားကြည့်လိုက်မယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်နော်ဇမျိုးတို့စိတ်တွေပို့ပြီးတော့တည်ငြိမ်လာလိမ့်မယ်တဘာဝကစွမ်းအားတွေကိုယ့်ရဲ့ခန္ဓာကိုယ်တွေကိုရောက်လာတဲ့အတွက်ကြောင့်မလို့ stress တွေကင်းသွားလိမ့်မယ်အားအင်တွေပြန်ပြီးတော့ပြည့်သွားလိမ့်မယ်အဲ့ဒီလိုမျိုးမခံစားမိတာဘယ်လောက်တောင်ကြာနေပြီလဲเนาะအဲ့ဒီစိတ်ထဲမှာ stress တွေပူပင်မှုတွေတောကတွေထည့်ထားတာဘယ်လောက်တောင်များနေပြီလဲเนาะစမျိုးတို့တွေနေ့စဉ်စိတ်အပန်းဖြေရအောင်စိတ်အနာရအောင်သွားနေပေမဲ့တဘာဝနဲ့ထိတွေ့နေပေမဲ့ကြည်နေပေမဲ့နော်အာယုံမဆိုင်နိုင်တဲ့အရာတွေရှိတယ်ဒါကြောင့်မလို့တဘာဝကပေးထားတဲ့အရာတွေကိုပြန်ပြီးတော့အာယုံဆိုင်ကြည့်ပါနော်ခဏလေးငြိမ်ပြီးတဲ့အချိန်မှာမြေကြီးပေါ်မှာလမ်းလျှောက်ကြည့်ပါအသက်လေးကိုဝဝလေးရှူကြည့်ပါတဘာဝအလှတရားတွေကိုခံစားကြည့်ပါဒါဆိုရင်စိတ်ဖိစီးမှုတွေရောနေပြီးတော့ stress တွေကင်းလာလိမ့်မယ်ကိုယ့်ရဲ့ life မှာနေရတာပို့ပြီးတော့ပျော်ရွှင်လာလိမ့်မယ်ကိုယ့်ကိုယ်ယုံကြည်မှုတွေပို့ပြီးတော့တိုးလာလိမ့်မယ်ကိုယ့်ကိုယ်ယုံကြည်မှုတွေတိုးလာပြီဆိုရင်ကိုလှုပ်ချင်တဲ့အလုပ်တွေကိုအာယုံစူးစိုက်စွာနဲ့เนาะအောင်မြင်လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်တီချယ်စင်မျိုးပါ။